手を洗ってからでないとご飯を食べてはいけません。လက်ဆေးပြီးမှမဟုတ်ရင်ထမင်းစားလို့မရဘူးဒီနေ့ grammar လေးကတော့တဲ့ခါတာဒေနိုင်တို့တဲ့ခါတာဒေနာခဲ့တယ်ပါဆိုရဲ grammar လေးဖြစ်ပါတယ်အဓိပ္ပာယ်ဆိုလို့ရှိရင်ကွက်လက်ပြီးမှမဟုတ်ရင်လုံးလို့မရပါဘူးလို့မြန်မာလိုပြန်မယ်ဆိုရင်ပြန်လို့ရတယ်ပေါ့နော်အဲ့တော့တဲ့ခါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာဖောင်လေးလိုက်မယ်လို့ထင်လဲဟုတ်တယ်အားလုံးထင်တဲ့အတိုင်းတဲ့ဖောင်လေးလိုက်မယ်ပေါ့နော် verb ကိုတဲ့ဖောင်ပြောင်းလိုက်ပြီးတော့မှအနောက်ကခါရတဲ့နိုင်တို့ဒါတော့မလို့ရှိရင်လေခါရဒေနာခဲ့တယ်ပါလိုက်ပြရမှာဖြစ်ပါတယ်အဲ့တော့ example sentence လေးကြီးကြည့်မယ်ဆိုလို့ရှိရင်ရှုခုဒါယိုရှိတဲ့ခါရတဲ့နိုင်တို့ဂိမ်းမှုကိုရှိတဲ့ဝါဤခဲမှာဆန်အိမ်စာကိုရှီမတ်ဆိုရဲပြုတ်လုပ်သည်ပေါ့နော်အဲ့တော့ပြုတ်လုပ်သည်ဆိုရဲရှီမတ်ကိုဆန်စီရိုကရှီတဲ့ပြောင်းလိုက်တယ်အဲ့တော့အိမ်စာကိုရှီတဲ့ခါတာတဲ့နိုင်တို့လုပ်ပြီးတော့မှမဟုတ်ရင်တော့ဂိမ်းမှုကိုရှီတဲ့ဝါဤခဲမှာဆန်ဂိမ်းဆောလို့မရပါဘူးအဲ့တော့အနောက်မှာကမာဆန်ဆိုပြီးတော့မှအငင်းလိုက်ပါတယ်နော်အဲ့တော့အမြဲတမ်းမှတ်ထားဖို့ကတဲ့ခါတာတဲ့နိုင်တို့သုံးတယ်ဆိုလို့ရှိရင်သူ့ရဲ့အနောက်မှာဤခဲမှာဆန်ဆိုရဲအငင်းလိုက်တယ်ဆိုတာလေးမှတ်ထားပါမယ်日本語を勉強してからでないと日本に留学できません。အဲ့တော့ဂျပန်စာလေ့လာပြီးမှမဟုတ်ရင်ဂျပန်ကိုပညာတော်သင်သွားလို့မရပါဘူး။အဲ့တော့ she must ပဲเนาะ she must ကို she တဲ့ခါတာでないとစာလုပ်ပြီးမှမဟုတ်ရင်ဂျပန်ကိုပညာသင်သွားလို့မရပါဘူး။できません。နော်အနောက်မှာအငင်းလိုက်တယ်နံပါတ်3ခါစိုးခုတို့ဆိုးတန်းရှိတဲ့ခါရတဲ့နိုင်တို့အဲ့တော့ဒါလေးကဆိုးတန်းလို့အတန်ထွက်မယ်နော်ဆိုးတန်းအဲ့တော့ခါစိုးခုတို့ဆိုးတန်းရှိတဲ့ခါရတဲ့နိုင်တို့ခူရူမောက်ခါဦးကဒိုးကဝါခိမဲတာတဲ့မှာဆန်မိသားစုနဲ့ဆိုးတန်းရှိမတ်ဆိုတာကဒီဆွေးနွေးတိုင်ပင်တာအဲ့တော့ဆွေးနွေးတိုင်ပင်ပြီးမှမဟုတ်ရင်ကားဝယ်မလားမဝယ်ဘူးလားဆိုတာကိုခိမဲတာတဲ့မှာဆန်ဒီမဆုံးဖြတ်နိုင်ပါဘူးတဲ့နော်ဒါဆိုရင်တော့ပြန်ပြောရမယ်ဆိုရင်တဲခါရတဲ့နိုင်တို့ဒီ verb ကိုတဲဖောင်ပြောင်းလိုက်တယ်ပြီးတော့အနောက်မှာခါရတဲ့နိုင်တို့ခါရတဲ့နာခဲ့တယ်ပါဆက်လိုက်တယ်အဓိပ္ပာယ်ကကွက်လက်ပြီးမှမဟုတ်ရင်လုံးလို့မရပါဘူးလို့အဓိပ္ပာယ်ရပါတယ်ဒီတဲခါရတဲ့နိုင်တို့လေးရဲ့quiz လေးကိုဖြည့်ကြည့်ရအောင်ခုနရှိငေါတူကတဲ့အဲ့တော့ဒီမှာဆိုရင်နေတာထဲမှာဆန်ခါရာအိုဝါတဲ့တင်နိုင်တို့အဲ့တော့ဒီအလုတ်ကခုနရှိငေါတူကအိုဝါတဲ့ဘာဖြစ်မှာလဲခါရာဒေနိုင်တို့နေတာထဲမှာဆန်နေမှာဆိုတော့နေထဲမှာဆန်โอเคเนาะအဲ့တော့ဒီအလုံးပြီးသွားတော့မှမဟုတ်ရင်အိတ်လို့မရပါဘူးလို့ပြောတာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့အခုဒီမြန်မာလိုရေးထားတဲ့စာကြောင်းလေးကိုဂျပန်လိုလေးတက်ခါတာတဲ့နိုင်တို့ grammar ကိုသုံးပြီးတော့မှဘာသာပြန်ပေးပြီးတော့ comment မှာရေးခဲ့ပေးပါအောင်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရှင်။